ဘာစနာလူငယ်ကျယ်ဝင့်ဖာနယ်တက်ကိုခေါ်ယူလိုက်တဲ့ PSG ပြည်သူ့မြန်မာလုံးဝမင်္ဂလာများကျွန်တော်ရဲ့ J1 ဘောလုံး channel လေးကနေအားလုံးကိုပြန်လည်ကြိုလိုက်ပါရစေဒီနေ့မှာတော့ဘာစနာလူငယ်ကျယ်ဝင့်ဖာနယ်တက်ကိုခေါ်ယူလိုက်တဲ့ PSG ဆိုတဲ့စိတ်ဝင်စားစရာနောက်ဆုံးရအပြောင်းရွှေ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါဘာစနာအသင်းရဲ့လူငယ်ကျယ်ဝင့်ကစားမဖြစ်သူဒရိုဖာနယ်တက်တယောက်ကတော့အသက်16နှစ်ပြည့်ပြီးရပိုင်းအတွင်းမှာပြင်သစ်လီဂ1ထိပ်တန်းကလပ် PSG အသင်းစီပြောင်းရွှေ့ကြေးယူ6တန်းကျော်နဲ့တရားဝင်ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်ဒီအပြောင်းရွှေ့ရနောက်ွယ်ကစိတ်ဝင်စားစရာအချက်တွေကိုခုလိုစူးစီးတင်ဆက်ပေးလိုက်ပါတယ်။ PSG အသင်းကဖိုင်နယ်ရဲ့စာချုပ်ဖြတ်သိမ်းခြင်းဖြစ်တဲ့ယူ6တန်းထက်အနေငယ်ပို့ပေးပြီးဘာစီလိုနာနဲ့သဘောတူညီမှုရယူခဲ့တာပါ။ PSG အသင်းရဲ့စပိန်လူမျိုးနည်းပြအင်နရီကေဟာဖိုင်နယ်နဲ့အေးချမ်းချင်းထူတာကိုအသုံးချပြီးဖုန်းနဲ့ဓာတ်ရိုက်စကားပြောပြီးတော့ PSG အသင်းစီလာဖို့စီးရုံနိုင်ခဲ့တာဖြစ်ပါတယ်။ဖိုင်နယ်ဟာတရားဒီမှာဘာစီလိုနာအသင်းအတွက်9ပွဲကစားပေးခဲ့ပေမဲ့စုစုပေါင်းပွဲကစားချိန်148မိနစ်သာရရှိခဲ့ပါတယ်။ဒီဇင်ဘာ2ရက်နေ့ကအတတီကိုမန်ထွစ်အသင်းရဲ့ပွဲကစပြီးဖိုင်နယ်ကပွဲထွက်ခွင့်ထမ်းမရတော့ပါဘူး။ဘာစီလိုနာနီးပြဟန်စီဖလစ်ရဲ့4နှစ်3နှစ်ကစားကွက်မှာနံပါတ်10နေရာအတွက်ဖာမင်လိုဘတ်ဒန်နီအော်မိုနဲ့ရာဖင်ညာတို့လိုကစားမတွေရှိနေတယ်လို့သူကစားချိန်နဲ့နံပါတ်10နေရာမှာလည်းဖရန်ကီတီအောင်နဲ့ပီဒရီတို့ရှိနေတာကြောင့်ပွဲကစားရဖို့လမ်းစားမမြင်လို့ဖိုင်နယ်ကထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။နီးပြဟန်စီဖလစ်ကတော့ဖိုင်နယ်ရဲ့ဆုံးဖြတ်ချက်ပေါ်စိတ်ပြတ်နေပါတယ်။ဟန်စီဖလစ်ကဖိုင်နယ်ကိုရာသီကြိုခီးစဉ်တွေမှာခေါ်သွားခဲ့တယ်လို့လာလီဂါနဲ့ချန်ပီယံလိပွဲဥထွက်တွေပါပေးခဲ့တာပါ။ဟန်စီဖလစ်ကအသင်းပေါ်တရားခိုင်နှုန်းစိတ်မပါတဲ့သူတွေကိုမလို့ချင်ဘူးလို့ပြောခဲ့တယ်လို့ဖိုင်နယ်ရဲ့ဘေးပေါင်ရင်ချင်းကလူတွေကသူ့ကိုသွေးထိုးပေးနေတာလို့လည်းသွဲဝိုက်ပြီးဝေဖန်သွားခဲ့ပါတယ်။အသက်14နှစ်ကလေးကလာမစီယာအကယ်ဒမီကိုရောက်ရှိလာတဲ့ဖိုင်နယ်ကတရားကိုအန်ကန်တာနဲ့ပီရီတို့လိုကစားမမျိုးဖြစ်လာမယ်လို့အများစုကမျှော်လင့်ထားကြတာပါ။အသက်16နှစ်ပြည့်ရင်စာချုပ်သေးချုပ်ဆိုပြီးစာချုပ်ဖြတ်သိမ်းခြင်းတိုးမြင့်ဖို့အသင်းကစီစဉ်ထားပေမဲ့ကစားမဘက်ကအခုလိုဇန်နဝါရီမှာရင်ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာကဘာစီနာအတွက်တော့တကယ်ကိုကြီးမားတဲ့ထုံးတဲ့ချက်ပါပဲ။ဒီအပြောင်းရွှေ့က PSG အတွက်တန်ဖိုးရှိတဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်လာနိုင်တယ်လို့ဘာစီနာအတွက်တော့နောက်ထပ်ပါရမီရှင်တယောက်ကိုလက်လွတ်လိုက်ရတာပဲဖြစ်ပါတယ်။ဒရိုဖာနယ်တဲ့အနေနဲ့ဘာစီနာမှာဆက်နေပြီးနေရာလူတာချက် PSG ကိုပြောင်းသွားတာကသူ့ရဲ့စီနီယာကစားမဘွားအတွက်ပိုကောင်းတဲ့ဆုံးဖြတ်ချက်ဖြစ်လာနိုင်မလားဆိုတာကတော့စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။နီးပြဟန်စီဖလစ်ရဲ့ဘာစီနာအသင်းကတော့ဒီယာဒီစပိန်လာလီဂါမှာ22ပွဲကစား18ပွဲနိုင်တပွဲတည်3ပွဲရှုံးပြီးရမှတ်52မှတ်နဲ့အမှတ်ပေးစီးဟားရဲ့အဆင့်1နေရာမှာရပ်တည်နေပါတယ်။ဘာစီနာအသင်းကတော့အဆင့်2နေရာကမဟာပြိုင်ဘက်ရီယယ်မက်ဒရစ်အသင်းကိုရမှတ်တမတ်ဖြတ်တောက်ပြီးထိပ်ဆုံးကနေရပ်တည်နေကြတာပါ။မကြသေးခင်တုန်းကလည်းဘာစီနာအသင်းကရီယယ်မက်ဒရစ်အသင်းကိုအနိုင်ယူပြီးစပိန်စူပါဖလားကိုအနိုင်ယူပို့ဆွဲထားခဲ့ပါသေးတယ်။ PSG အသင်းအတွက်ကတော့စိန်ရိုင်းတုံးလေးတုံးကိုရလိုက်တာဖြစ်တယ်လို့ဘာစီနာအသင်းအတွက်ကတော့ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်လာနိုင်ပါတယ်။မကြခင်မှာဖိုင်နယ်ကဥရောပဘောလုံးရန်ဝန်းတွေကိုခြေချလာဖို့ရှိနေပြီးအတောက်ပါဆုံးလူငယ်ကစားသမားတူအပြင်ပေါ်ထွက်လာဖို့ရှိနေပါတယ်။ဒီနေ့တင်ဆက်မှုကတော့ဒီလောက်ပါပဲ။နောက်ဆုံးရအားကစားသတင်းတွေအပြောင်းရွှေ့သတင်းတွေပွဲကြိုပွဲပြီးသုံးသက်ချက်တွေအပြင်စိတ်ဝင်စားဖွယ်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ GB1 ဘောလုံး channel လေးကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချုပ်လိုက်ရပါတယ်ခင်ဗျာ။